နောက်ဆုံးမှာမိကွန်းတစ်ခုလေးမေးချင်ပါတယ်ကျမတို့နေထိုင်တဲ့ကဘာကြီးကဘယ် dimension မှာရှိမယ်လို့ထင်ပါတယ်လဲမင်္ဂလာပါဒီနေ့စိတ်ဝင်စားဖို့ကောင်းတဲ့ 4D simulation အကြောင်းကိုပြောပြမှာဖြစ်ပါတယ်ဆိုတော့ 4D simulation အကြောင်းမပြောပြခင်မှာ 4D ဆိုတဲ့ 4 dimension အကြောင်းလေးကိုအရင်ရှင်းပြပါမယ်4 dimension ထိမလာခင်ကျမတို့က 1D 2D 3D ဆိုတာရှိတယ် 3D ပြီးတော့မှ 4D လာတာဆိုတော့ 3D အထိကတော်တော်များများက 3D ဆိုတာဘာလဲဆိုပြီးတော့အကျဉ်းမြင့်တော့သိထားကြတယ်ဒါပေမဲ့ကျွန်မပြန်ပြီးတော့ 1D ကနေပြီးတော့ပြန်ရှင်းလိုက်မယ် 1D ဆိုတာကျွန်မအရှင်းလင်းဆုံးပြပြရမယ်ဆိုရင်ညဉ့်ညောင်းလေးတစ်ချောင်းနောက်တစ်ခုက x coordinate နော်နောက်တစ်ခုကကြတော့lunch လို့ပြောလို့ရတယ်ပေါ့နော်lunch ပေါ့ရှေ့အလျားပေါ့အဲ့ဒါကိုကျွန်တော်တို့ 1D လို့သတ်မှတ်မယ် line တစ်ခုက 1D x coordinate တစ်ခုလည်းရှိတာက 1D ဒီအရှိကိုပဲအမြဲတမ်းသွားနေတဲ့ line လေးတစ်ခုသူ့မှာ y coordinate လည်းမရှိဘူး x coordinate တစ်ခုပဲရှိတယ်အဲ့ဒါ 1D so 1D မှာ x coordinate ရှိရဆိုရင် y coordinate ရှိတာပါလေလို့မေးစရာရှိတယ် y coordinate ရှိတာက 2D x y နောက်အကျဉ်းပြပြရမယ်ဆိုရင် paper ကျွန်တော်ဆောက်ရကလေးတည်းရဒီလိုမြင်နေရတာ is 1D ဒီလိုမြင်နေရတာ 2D x y coordination ဒါဆိုရင်ကျွန်တော်ဆောက်ရပုံမှာဆွဲတဲ့ပုံလေးကဘာမှရှိတာလဲဆိုတော့ 2D dimension မှာရှိတယ် okay နော် x y coordinate နှစ်မျိုးလုံးပါတာက 2D အဲ့ဒီကြောင့်မို့သူ့ကိုဘယ်လိုပြောလို့ရလဲဆိုတော့ခုနက 1D က length ဆိုရင် 2D က width ပါလာတဲ့အတွက်ကြောင့်လို့ကျွန်တော်တို့က area လို့ပြောလို့ရတယ်နောက်တစ်မျိုးပြောမယ်ဆို this is area နော် area 2 dimension area ရှိတယ်2 dimension ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့က flag အနေနဲ့ပဲမြင်ရတယ်ဆိုတော့3 dimension ကတော့ရှင်းပါတယ် x y z z ဆိုတော့အပေါ်2တက်လာဆိုတော့ဒီကောင်ပေါ့စာရွက်တစ်ရက်က x y ရှိရဆိုရင်ဒီကောင်ဆိုရင် x y တက်ပါလာပြီအနက်ပါလာပြီဆိုတော့ဒါဆိုရင်ကျွန်တော်တို့ကဘာလို့ခေါ်လဲဆိုတော့3 dimension လို့ခေါ်တယ်ဒါ3 dimensional object 3 dimensional object ကကြတော့ခုနက x က length 1D က length x coordinate 2D က area y coordinate ပါလာတယ် x y coordinate and 3D က volume မှာပါလာတယ် x y z coordinate ဆိုတော့ကျွန်တော်တို့အနည်းဆုံးမြင်ရအောင်ကြည့်မယ်ဆိုရင်ဟိုးအပေါ်ဆုံးထောက်တွေ့လားဘင်းရဲ့ column ရဲ့ wall ရဲ့ဆက်ထားတဲ့နေရာ x y z ရှိတယ်ကျွန်တော်တို့ကဒုတဲ့ volume ရှိတဲ့အရာဝတ္ထုတိုင်းက 3D ဆိုတော့ 1D 2D 3D ဆိုတော့ဒါကျွန်တော်လက်ရှိမှာမြင်ရတယ်ရှင်းပြလို့ရတဲ့အနေအထားတစ်ခုပဲဒါပေမဲ့ 4D ကလည်းရှင်းပြလို့မရတာမဟုတ် 4D လည်းရှင်းပြလို့ရတယ်အရန်လွယ်တယ် 4D is time အချိန်မှာပဲဆိုတော့ဒီကောင်တွေက 3D နော် 3D ကိုကျွန်တော်တို့ကအချိန်ထည့်ပေါင်းလိုက်ရင်ကျွန်တော်တို့က 4D ဖြစ်သွားတယ်နေနဲ့ညနဲ့အချိန်တွေပြောင်းနေတယ်ရာသီဥတုတွေပြောင်းနေတယ်ကဘာကြီးလည်နေတယ်အဲ့ဒါတွေအကုန်လုံးကကျွန်တော်တို့ကအချိန်ကိုထည့်ပြီးတော့ပေါင်းထားတာ 3D မှာအချိန်ထည့်ပေါင်းလိုက်တဲ့အချိန်မှာကျွန်တော်တို့က 4D ဖြစ်သွားတယ်ဒါကြောင့် 4D မှာကျွန်တော်တို့ simulation လုပ်လို့ရတယ် simulation ဆိုတဲ့သဘောတရားကအချိန်နဲ့အမျှရွေ့ရှာတဲ့အရာတွေဥပမာပြနေနဲ့ညနဲ့ရွေ့ရှာတဲ့ day and night simulationကျွန်တော်မျိုးပြမှာဆို simulation ပါတယ်အဲ့လိုမျိုး day and night အတွက်ကိုကျွန်တော်တို့အချိန်နဲ့ထည့်ပေးထားတယ်အချိန်လိုက်နေနဲ့ညနဲ့ပြောင်းနေတယ်နေဝင်နေထွက်မြင်ရတယ်ကျွန်တော်4 dimension နဲ့ create လုပ်ထားတယ်လို့ပြောလို့ရတယ်ဆိုတော့ဒါက 4D မှာကျတော့ကျွန်တော်တို့အချိန်ပေါင်းတယ်ခုနကလိုမျိုးကျွန်တော်ဒီ
အချိန်ထက်ပေါင်းလိုက်တဲ့အချိန်မှာလူတွေကတဖြည်းဖြည်းနဲ့ကျမတို့ဒီပုံတိုင်းရှိလာတာမဟုတ်ဘူးကျမတို့အသက်ကြီးလာတယ်40เนาะပျက်စီးလာတယ်ရှူယွင်းလာတယ်40ကျမတို့ construction မှာဆိုရင်40 simulation ကဘာကိုပြောတာလဲအချိန်ထက်ပေါင်းထားတဲ့ construction အမျိုးအစားကိုပြောတာပထမဆဆချင်းမြေကြီးပဲရှိရဲ့အချိန်ကနေပြီးတော့ project finish တိုက်တလုံးလုံးပြီးသွားတဲ့အချိန်ထိကိုကျမတို့ကအချိန်ပဲအချိန်မှာဘာလုပ်မလဲဆိုတော့ project management ကိုထည့်ဆွဲထားတယ် simulation ကိုကျမတို့က 4D simulation လို့ခေါ်တယ်အဲဆိုရင် 4D simulation ကိုရှင်းသွားမယ်နဲ့တွေ့တယ်ဆိုတော့နောက်ဆုံးမှာကျွန်မမေကွန်းလေးတစ်ခုမေးကြည့်ခြင်းနဲ့ dimension ကတော့ကျွန်မရှင်းပြမဆုံးသေးဘူးကျွန်မဒီ video မှာ 4D simulation ကိုရှင်းပြချင်တာမဟုတ် 4D အကြောင်းပြောတာ 5D ကပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်ဒါပေမဲ့ကျွန်မဒီ video က 4D simulation ဆို 4D simulation အကြောင်းမပြောလိုက်ပါမယ်နောက်ဆုံးမှာမေကွန်းတစ်ခုလေးမေးချင်ပါတယ်ကျွန်မနေထိုင်တဲ့ကဘာကြီးကဘယ် dimension မှာရှိမယ်လို့ထင်ပါတယ်လဲအော်4D simulation အကြောင်းပြောရင်လည်းကြံခဲ့တာကျွန်တော် Shas ကလုပ်ပြီး service နဲ့ဝန်ဆောင်မှုကိုပြောပြဖို့ကြံခဲ့ပါတယ်ကျွန်တော် Shas ကဒီ 4D simulation နည်းပညာကိုလည်းကျွန်တော်တို့ service ပေးပါတယ်အဓိကကတော့ခုနလိုမျိုး construction 4D simulation မျိုးတွေကျွန်တော် 3D ကနေ 4D ပြောင်းလဲတဲ့အခါမှာဘာတွေဖြစ်လာနိုင်မလဲဆိုရယ် simulation မျိုးတွေကိုကျွန်တော်တွက်ချက်ပြီးတော့ထည့်သွင်းတာမျိုး 3D model မှာ 3D model ကြီးပဲကြည့်နေရတာမျိုးမဟုတ်ဘဲနဲ့အချိန်ကာလအဖြစ်ဘာတွေပြောင်းလဲလာနိုင်မလဲဆိုရယ် project management မှာအချိန်ထည့်ပြီးဆွဲထားတဲ့ schedule ရဲ့အတွက်ကို 4D simulation ဆောင်ရွက်ပေးပါလေရှင်။ Okay ဒီနေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲ။အားလုံးကျေးဇူးတင်ပါတယ်ရှင်။